And of all the superlatives, fighter တယောက်ကိုတကယ်ကြောက်ဖို့ကောင်းအောင်ဘာကလုပ်ပြတာလဲကျွမ်းကျင်မှုလားအမြန်နှုံးလားဒါမှမဟုတ်နလန်းပညာလားတကယ်တော့မဟုတ်ပါဘူးခါလီကြရင်တော့ raw power လို့ခေါ်တဲ့ပင်ကို power ကအရာအလုံးကိုအဆုံးဖြတ်ပေးတော့တာပါလက်တီတစ်ချက်ထဲနဲ့ပဲအဆုံးဖြတ်ကိုပြောင်းလဲပြစ်နိုင်တဲ့ power မျိုးဝဲမဆခင်ကလေးကပြိုင်ဘက်ကိုချိန်သွားစေတဲ့ power မျိုးပါမင်္ဂလာပါကျွန်တော်တို့ No More Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ UFC သမိုင်းတစ်လျှောက်လက်တီအပြင်းဆုံး fighter 9 ယောက်အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်တစ်ချက်ကောင်း power ပိုင်ဆိုင်သားများစီးရင်ပေါ့ဗျာနံပါတ်5 Alex Pereira ကတော့ဒီစနစ်နဲ့အားရင်ပေါင်းဆက်လိုက်ရင်ဘယ်တော့ကြောက်ဖို့ကောင်းလဲဆိုတာတက်တေပြနေပြီတယောက်ပါ UFC ထဲမှာရောက်ခင် kickboxing လောကမှာကတည်းကသူ့ရဲ့တိကျလာတဲ့လက်တီတွေကြောင့်နာမည်ကြီးခဲ့တာပါသူ MMA ပြောင်းလာတော့လူတွေကဝေဖန်ကြပါသေးတယ်သူ့အားက MMA မှာရောအလုပ်ဖြစ်ပါမလားဆိုပြီးတော့ပေါ့ဒါပေမဲ့သူတကယ်လုပ်ပြနိုင်ခဲ့ပါတယ်သူ့ရဲ့ left hook ဒဲဝိုက်လက်တီကလက်ရှိ UFC သမိုင်းမှာအနေရရှိဆုံးတဲ့တစ်ခုဖြစ်လာခဲ့ပါတယ်သူ့ပြိုင်ဘက်တွေကလက်တီလာတော့မယ်ဆိုတာသိနေရင်တော့မရှောင်နိုင်ခဲ့ကြပါဘူးဒီ left hook ကပဲသူ့ကိုဝိတ်တန်းတစ်ခုမှာချန်ပီယံဖြစ်စေခဲ့တာပါ Sean Strickland Jerry Prochaska Jamahal Hey Israel ကိုသူဘလို့အလဲထုတ်ခဲ့လဲဆိုတာကြည့်လိုက်ပါသူတို့ချို့အလဲထုတ်ချက်တွေကိုဆိုအသာလေးထိလိုက်တာနဲ့ဝက်ပြီးသွားတာပါနံပါတ်4 Mark Hank ဆိုတာကတော့ heavyweight တန်းရဲ့ power စစ်ကိုကိုစားပြုခဲ့တဲ့သူပါ The Super Samoan လို့နာမည်ကြီးတဲ့ Hank ဟာလက်တီတစ်ချက်ထဲနဲ့ပွဲသိမ်းနိုင်တဲ့အစွမ်းရှိပါတယ်သူကပွဲပြီးအောင်အတင်းလိုက်ထိုးနေကြမလိုပါဘူးတစ်ချက်ပဲကောင်းကောင်းထိအောင်ထိုးဖို့ပဲလိုတာပါသူ့ရဲ့နာမည်ကျော်အလဲထူးမှုတွေကိုခံခဲ့ရသူတွေကတော့ Ryan Nelson Frank Mir Stephen Struveသူတို့ဖြင့်သူထိုးပြီးတာနဲ့ပြိုင်ဖက်လဲတာကိုတော့ပြန်မကြည့်ပဲလက်ထွက်တော့တဲ့ walk off knock out တွေကရုပ်ရှင်တွေကအတိုင်းပါပဲဗျာနံပါတ်3 Shane Carwin ကိုကြည့်ရတာ fighter ထက်ဆိုင်ရင်စက်ရလူသားတစ်ယောက်နဲ့ပိုတူပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကမယုံနိုင်စရာပါပဲဗျာကာဝင်ရဲ့လက်သီးတွေကဘလောက်တောင်ကြီးလဲဆိုရင်သူ့အတွက် UFC လက်အိတ်တီးတန့်စိုက်ထုတ်ပေးရတဲ့အထိပါပဲခင်ဗျာအဲ့ဒီ AR လက်သီးကြီးတွေနဲ့ဆိုတော့အခြား fighter တွေနဲ့စထိုးရတဲ့အခါ10ပေါင်တူနဲ့ထိုးရတယ်လို့ပဲထိမိရင်အလဲကွဲတွေကြီးပါပဲခင်ဗျာသူ့ကစားသမားဘဝတစ်လျှောက်မှာပြိုင်ဖက်တိုင်းကိုပထမအချီမှာတင်အပြတ်အသက်အနိုင်ယူခဲ့တာပါBrock Lesnar တော့မှကာဝင်ရဲ့လက်တီးတံကိုတော်တော်လေးခန်းစားခဲ့ရဘူးတယ်လို့ပြောခဲ့ပါတယ်နံပါတ်1 Derek Lewisကတော့ UFC သမိုင်းမှာခမရအခက်ဆုံး knock out အမှုပညာရှင်ပါ The Black Beast ကပွဲသိမ်းဖို့အတွက်နည်းစနစ်တွေအများကြီးမလိုပါဘူးအခွင့်အရေးတစ်ချက်ပဲလိုတာပါသူ့ရဲ့ကြောက်စရာကောင်းတဲ့လဲထုမှုတွေကိုခံခဲ့ရသူတွေကတော့ Curtis Blade Alexander Volkov Chris Daukaus သူတို့ဖြင့် Volkov ရဲ့ပွဲမှာတပွဲလုံးရှုံးနေပြီးမှနောက်ဆုံးစက္ကန့်ပိုင်းလေးမှာပွဲလန့်ပြစ်လိုက်တာတကယ်ကိုအံ့ဩစရာပါပဲခင်ဗျာနောက်ဆုံးတစ်ယောက်အနေနဲ့နံပါတ်1ကတော့ Francis Ngannou ဖြစ်ပါတယ် UFC သမိုင်းမှာကြောက်စရာအကောင်းဆုံးလက်တီပိုင်ရှင်ပါ Francis ကလူတွေကိုအလဲထုံးရုံနဲ့မကဘူးကမ္ဘာအဆင့် heavyweight ကြီးတွေကိုတော့ကြောက်စရာကောင်းတော့အောင်ပြိုလဲသွားစေတာပါသူ့ရဲ့လက်တီးတံကိုခံလိုက်ရတဲ့နာမည်ကြီးကစားသမားတွေကတော့ Alistair Overeem Stipe Miocic Jairzinho Rozenstruik
Overeem ကိုအလဲထိုးလိုက်တဲ့လက်တီးဆိုရင်ဗီဒီယိုဂိမ်းတွေကတိုင်းပါပဲခင်ဗျာ UFC ရဲ့သိပ္ပံနည်းကျတိုင်းထွာချက်အရသူ့ရဲ့လက်တီးချက်တွေဟာကားအသေးတစ်စီးတစ်ခုနဲ့တိုက်ခံရတာနဲ့ညီမျှတယ်လို့ဆိုလိုပါတယ်ကဲစဉ်းစားတာကြည့်လိုက်ပါတော့ဗျာသူ့ရဲ့ knock out တွေကိုကြည့်ရတာနဲ့နေကြောချမ်းစရာကောင်းပါတယ်ပရိသတ်ကြီးရဲ့အမြင်မှာရောဘယ်သူကလက်တီးအပြင်းဆုံးလို့ထင်ပါသလဲဒီဗီဒီယိုလေးရဲ့ comment မှာကိုယ့်ရဲ့ top 5အားကစားသမားတွေကိုရေးခဲ့ပေးကြပါဦးဒီဗီဒီယိုလေးကိုကြည့်ပြီးကြိုက်နေတဲ့ဆိုရင်လည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ